ဒီတုတ်တန်နှစ်ခုရှိတယ်သီလဝန္တတုတ်နဲ့သုတဝန္တတုတ်ဆိုတာအဲ့ဒီတုတ်တန်နှစ်ခုကိုပေါင်းစပ်ပြီးတော့ရှင်သာရိပုတ္တရာမိန့်ကြားတဲ့စကားလေးတစ်ခုကိုမှတ်သားကြဖို့ပါရှင်သာရိပုတ္တရာနဲ့ရှင်မဟာကုဋ္ဌိကတို့ဟာတခါတော့ကဗာရာဏသီပြည်ဣတိပတနလို့ခေါ်တဲ့ဘေးမဲ့တော်မှာသရင်သုံးနေထိုင်ကြတယ်ဒီအရှင်မြတ်ကြီးနှစ်ပါးဟာမကြာခဏတရားဆွေးနွေးလေးရှိကြတယ်ရှင်မကုဋ္ဌိကဆိုတာမိဂုံးနေအတော်မေးတတ်တဲ့ကိုတော့ဘယ်ခါဖြစ်ဖြစ်သူကမေးတဲ့ဘက်ကပဲနေလေးရှိတယ်တရားနဲ့ပတ်သက်ပြီးတော့လေးလံဆွေးနွေးတယ်သူလည်းပဲယန္နာပုဂ္ဂိုလ်ကြီးပဲယန္နာပုဂ္ဂိုလ်ပဲမဲ့လို့နောင်လာမဲ့မျိုးဆက်တစ်တည်ရှင်းလင်းပြတ်သားစွာသိရအောင်လို့ဆိုပြီးတော့မိဂုံးနေမေးတယ်လို့ဒီလိုပဲယူဆတယ်သူမေးတာလို့ရှင်သာရိပုတ္တရာကရှင်းလင်းဖြေကြားတဲ့အခါဘုန်းကြီးတို့တွေရှင်းရှင်းလင်းလင်းနားလည်ခွင့်ရတာပေါ့အဲ့ဒါကြောင့်မို့လို့ဒီတုတ်တန်နှစ်ခုမှာပထမတုတ်တန်ကသီလဝန္တတုတ်ဒုတိယတုတ်တန်ကသုတဝန္တတုတ်လို့ဆိုပြီးတော့ဒီတုတ်တန်နှစ်ခုဟာသဘောသွားတူတူပဲဖြစ်ပါဒါကြောင့်မို့လို့ဒီတုတ်တန်နှစ်ခုစလုံးကိုခြုံငုံပြီးတော့မှတ်သားကြဖို့ပါကြည့်ရှင်မကုဋ္ဌိကသိဗုဒ္ဓရာတို့ဣတိပတနတော်ထဲမှာနေ့အခါမှာတမ္ပပဝင်စားပြီးတော့ညနေချမ်းရောက်တဲ့အချိန်တရားဆွေးနွေးကြတယ်ဒါရှေးကအလေးအထားတစ်ခုပဲတရားဟောမယ်တရားနာမယ်တရားဆွေးနွေးမယ်ပဋိသင်္လာဏလို့ခေါ်တဲ့အာယုန်တစ်ပါးစိတ်မသွားစေပဲနိဗ္ဗာန်ကိုအာယုန်ပြု၍ဖလားတမ္ပပဝင်စားတာပဲဖြစ်စေဇံကိုဇံရဲ့အာယုန်တွေကိုအာယုန်ပြုပြီးတော့ဇာနာတမ္ပပဝင်စားတာပဲဖြစ်စေယန္နာရှင်မြတ်ကြီးတွေဟာတနေ့တာကိုအာယုန်တွေအထွေထွေပြားပြားမိမိရဲ့စိတ်ကိုမသွားစေပဲနဲ့အေးချမ်းတဲ့အာယုန်တစ်ခုပေါ်မှာနေပြီးတော့နေ့လယ်အချိန်မှာ rest လုပ်ရပေါ့လေအနားယူကြတယ်ပေါ့အဲ့ဒါလို့အနားယူတဲ့အချိန်မှာအနားယူရကထလိုက်လို့ရှိရင်စိတ်ကူးစိတ်ကောင်းလေးတွေစိတ်ကူးလေးတွေပေါ်လာတတ်တယ်အဲ့ဒီလိုစိတ်ကူးပေါ်လာတဲ့အခါတပားနဲ့တပားမေးမြန်းကြဆွေးနွေးကြတခါတရံမြတ်စွာဘုရားထံသွားပြီးတော့လျှောက်ထားကြတယ်အဲ့ဒါလိုတမဘကထားတဲ့အခါမှာကောင်းမြတ်တဲ့စိတ်ကူးတွေပေါ်လာစမြဲပဲဖြစ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်တို့ဆိုတခါတမဘဝင်စားရာကနေပြီးတော့ထတော့ဘလို့စိတ်ကူးပေါ်တော့အေးဝိပတ္တိသိခိဝိသဘူကကုတန္နာကောနာကမနာကသဗ္ဗလို့ဂေါရမမြတ်စွာဘုရားအပါဝင်ဘုရား9စုပွင့်သွားတဲ့ထဲမှာဘယ်ဘုရားရဲ့သာသနာဟာရှိကြစွာတည်ပြီးတော့ဘယ်ဘုရားရဲ့သာသနာဟာရှိကြစွာမတည်သလဲဘာကြောင့်ရှိကြစွာတည်ပြီးတော့ဘာကြောင့်ရှိကြစွာမတည်ရသလဲလို့ဆိုတော့သူကောင်းထဲမှာဒီမေခွန်းတွေပေါ်လာပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်ထားမေးမြန်းတယ်ပေါ့အဲ့ဒါလိုပဲရှင်မကုဋ္ဌိကလည်းတဘာဝဝင်စားရာကနေထလာတဲ့အခါမှာရှင်သာရိပုတ္တရာနဲ့ဆွေးနွေးဖို့မေခွန်းလေးတွေသူရလားစိတ်ကူးထဲမှာပေါ်လာတယ်ပေါ်လာတော့အဲ့ဒီမေခွန်းကိုသွားမေးတာသူမေးတာကတော့ဘာတော့ဆိုရှင်သာရိပုတ္တရာတဲ့သီလရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်တရားမျိုးကိုနှလုံးသွင်းရမလဲကြည့်သူမေးပုံကနောက်တစ်ခုတုတ်တန်တစ်ခုကြတော့ဘယ်လိုမေးလဲဆိုအကြအပြင်ဘ ਹੁ တုတရှိတဲ့ပုဂ္ဂိုလ်စာပေလေ့လာထားတယ်မြတ်စွာဘုရားတရားဓမ္မတွေနာယူမှတ်သားထားတယ်ဆိုတဲ့တုတရှိတဲ့ပုဂ္ဂိုလ်ရောဘာကိုနှလုံးသွင်းရအဲ့တော့နှလုံးသွင်းတယ်ဆိုတာတရားအထုတ်တာပဲဘုန်းကြီးတို့တွေဟာနှလုံးသွင်းမှုအရေးကြီးတယ်နှလုံးသွင်းတယ်ဆိုတာစိတ်ထဲကိုထည့်တာကိုပြောတာစိတ်ထဲမှာတွေးတာကိုပြောတာစိတ်နဲ့ရှုမြင်သုံးသပ်တာဒီလိုဆိုလိုတာနော်အဲ့တော့လူတိုင်းဟာနှလုံးသွင်းတရားဆိုတာရှိရမယ်လုံရင်ကြရင်လည်းနှလုံးသွင်းတယ်သွားရင်လာရင်လည်းနှလုံးသွင်းတယ်စားရင်တောက်ရင်လည်းနှလုံးသွင်းတယ်အလုံးကနှလုံးသွင်းလို့ရဒါကြောင့်မို့ဝိပဿနာတရားဆိုတာအချိန်မရွေးနှလုံးသွင်းလို့ရတဲ့တရားတဲ့
ကားနဲ့ကားမောင်းသွားရင်လည်းနှလုံးသွင်းလို့ရတယ်ထမင်းစားရင်လည်းနှလုံးသွင်းလို့ရတယ်အလုတ်အကင်လုပ်ရင်လည်းနှလုံးသွင်းလို့ရတယ်တချို့ကထင်ကောင်းထင်လိမ့်မယ်ဒီလိုနှလုံးသွင်းလို့မထိရောက်ဘူးလို့မဟုတ်ဘူးဒီနှလုံးသွင်းမှုဟာအမှန်တမ်းထိရောက်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကထေရိကာဆိုတဲ့အမျိုးသမီးလေးတယောက်ဘုရားကျောင်းတော်သွားတရားနာအိမ်ပြန်တဲ့အခါထမင်းချက်တယ်နှလုံးသွင်းတယ်သူထမင်းချက်ရင်ဟင်းရွက်စိမ့်စိမ့်တွေကိုရေနဲ့တန့်စင်အောင်ဆေးပြီးတော့ဟင်းရွက်တွေကိုကြောတာဒဲအိုးရဲထည့်လိုက်တာမထည့်ခင်ကလန်းလန်းဆန်းဆန်းရှိတဲ့ဟင်းရွက်တွေဟာဒဲအိုးရဲလည်းရောက်သွားရောညှိုးသွားတာအဲ့ဒါကိုသူကနှလုံးသွင်းလိုက်တာဘလို့နှလုံးသွင်းတော့ဆိုခုနတုန်းကလန်းဆန်းနေတဲ့တည့်ရွက်တွေအခုဟာညှိုးပြီးတော့အယောင်တွေလည်းပြောင်းသွားပါလားဘယ်အရာမှမမြဲပါလားငါခန္ဓာကိုယ်ကြီးဟာလဲဒီလိုပါပဲလားလို့သဘောပေါက်သွားဒါအဲ့ဒါဟင်းရွက်ကြော်ရင်ထမင်းချက်ရင်ဟင်းချက်ရင်ရှုတဲ့ဝိပဿနာပဲပေါ့အဲ့ဒါလို့ရှုရင်းကနေပြီးတော့တမာတိစွမ်းအားတွေတက်လို့ဉာဏ်စွမ်းအားတွေထက်မြက်လာတဲ့အခါမှာသူကအနာဂံအဆင့်ထိအောင်ကိုရောက်သွားတာပဲဟင်းရွက်ကြော်ရင်အနာဂံဖြစ်သွားအကယ်၍သာမစင်စားပဲနေလို့ရှိရင်ဘယ်လိုဖြစ်အဲ့တော့မစင်စားတဲ့လူကတော့ဒီလိုသိမှာမဟုတ်ဘူးဟင်းရွက်ကြော်လိုက်တယ်ဘာနဲ့စားမယ်ညာနဲ့စားမယ်ဒါပဲတွေးတယ်ဆိုတော့လောဘနဲ့ပဲတွေးနေမှာပဲလေအခုကတော့ဟင်းရွက်ကြော်တဲ့ထဲမှာမြည်ကြည့်လိုက်တဲ့ဟင်းညုံမုံနေနဲနေသေးတယ်ထပ်ထဲ့တယ်မချိုသေးဘူးဆိုပြီးတော့ကြက်သားထည့်လိုက်အောင်မယ်စားကောင်းအောင်လုပ်မယ်ဆိုတဲ့အတွေးတွေနဲ့တွေးပြီးတော့လုပ်မယ်ဆိုရင်တော့ဝိပဿနာမဖြစ်ဘူးပေါ့နော်စားတဲ့အခါမှာလည်းပဲထို့တူပဲစားရင်လည်းစားလိုက်တဲ့ဟင်းဟာရှားပေါ်ရောက်သွားတဲ့အခါမှာရတနဲ့ရှားနဲ့တွဲဆုံလို့ကောင်းတယ်မကောင်းဘူးဆိုတဲ့အရသာကိုသိတဲ့စိတ်ပေါ်တာပါလားဒီအရသာကိုသိတဲ့စိတ်လေးဟာဖြစ်ပြီးရင်ချက်ချင်းပြတ်သွားတာပါလားလို့ထမင်းစားရင်လည်းဒီလိုဝိပဿနာရှုလို့ရတာပဲပေါ့အဲ့ဒါဟာနေ့စဉ်နဲ့အမျှကိုသွားရင်ဝိပဿနာရှုသွားတဲ့သဘောပဲကားနဲ့မောင်းသွားလို့ရှိရင်လည်းကြည့်လမ်းကြောင်းတွေပတ်ဝန်းကျင်ကပထမမြင်လိုက်တဲ့မြင်ကွင်းဟာကြမ်းကြမ်းပြီးတော့နေတဲ့ပျောက်သွားတယ်မြင်ကွင်းအသစ်တွေရောက်လာတယ်ဘယ်အရာမှမမြဲပါလားဆိုတာကိုနှလုံးသွင်းလိုက်လို့ရှိရင်ကားကြီးဟာရှေ့ကိုပြေးနေတယ်လို့ပဲငါတို့ရဲ့ဘဝဟာလည်းပဲသိချင်းတရားဘက်ကိုပြေးနေတာပါလားလို့ဒီလိုနှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်မဲ့ဖို့ရဖို့အတွက်အများကြီးအထောက်အကူဖြစ်တာပေါ့အဲ့ဒါလို့ဒါကိုတရားမထင်ပဲနဲ့မလုပ်ဖဲနေမယ်ဆိုလို့ရှိရင်ဒီအဆင့်တောင်မရောက်ဘူးဆိုရင်ထိတဲ့မြင့်တဲ့အဆင့်ဘယ်လိုလုပ်ရောက်မရောက်နိုင်ဘူးပေါ့ဒါကြောင့်မို့ဒီလိုအဆင့်ကစတချို့ကပြောကောင်းပြောလိမ့်မယ်ဒါတရားမဟုတ်ဘူးလို့ဒါတရားအစစ်ပါအမှန်တိုင်းကိုသိတယ်ဒါတရားအစစ်ထူးခြားတဲ့အစစ်မြင့်တဲ့မဲ့ဖို့နိဗ္ဗာန်မရောက်သေးခင်ဒီလိုရှုမြင့်သုံးသပ်မှုဟာယထာဘူတဉာဏတတနာမှန်မှန်ကန်ကန်ရှုမြင့်တယ်လို့ပဲဒီလိုမှတ်သားရပေါ့အဲ့ဒီမှာရှင်မာကုဋ္ဌိကရှင်သာရိပုတ္တရာကိုမေးတယ်အရှင်ဘုရားတဲ့သီလရှိထားတဲ့ပုဂ္ဂိုလ်တယောက်သီလရှိထားတဲ့ယဟန်တစ်ပါးဘာတရားကိုနှလုံးသွင်းရဘယ်လိုနှလုံးသွင်းရဆိုလိုတာကိုသီလရှိထားရင်သီလနဲ့ပြည့်စုံနေပြီးတဲ့နောက်မှာဘာနှလုံးသွင်းတဲ့တလဲပေါ့ဒါကိုမေးတာမေးတော့ရှင်သာရိပုတ္တရာဖြေတယ်ငါရှင်ကုဋ္ဌိကတဲ့သီလရှိနေတဲ့ပုဂ္ဂိုလ်ဟာဥပါဒါနဲ့ခန္ဓာ၅ပါးကိုမမြဲတဲ့အိဋ္ဌအနေနဲ့နှလုံးသွင်းတဲ့နေဒီလိုအဲ့တော့ဥပါဒါနဲ့ခန္ဓာဆိုတာဘယ်ဟာကိုပြောတာလဲလို့ဆိုရင်ဘုန်းကြီးတို့တွေကြည့်ကိုယ်တဏ္ဍာမှာခန္ဓာ၅ပါးကိုတွေ့အောင်အရင်ရှာကြည့်ရအောင်အဲ့ဒီခန္ဓာ၅ပါးထဲမှာပထမဆုံးရူပခန္ဓာအကြမ်းမြင်ပြောရမယ်ဆိုရင်ဘ
ဘုန်းကြီးတို့တွေမှာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်အဲ့ဒီမျက်စိနာနာလျှာကိုယ်ယုတ်ဓမ္မအားလုံးဟာမျက်စိကမြင်ရတဲ့အဆင်းရှိတယ်နားကကြားရတဲ့အသံရှိတယ်နှာခေါင်းကရှူရတဲ့အနံ့ရှိတယ်လျှာနဲ့သိရတဲ့အရသာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ရှိတယ်ဆိုထင်သာမြင်သာရှိတဲ့ရုပ်ကလေးတွေကိုဆင်ញင်ကြည့်လိုက်အဲ့ဒီရုပ်တရားလေးတွေဟာလူတွေကငါဟာဆိုတဲ့အတွေးနဲ့မြင်နေကြလို့ငါဟာဆိုတဲ့အတွေးကလေးတွေရဲ့တီးရာဆွဲလန်းရာဖြစ်သောကြောင့်ဒီခန္ဓာကိုဥပါဒณะခန္ဓာလို့ခေါ်တာနော်မျက်စိကိုလူတွေကြည့်လေငါမျက်စိလို့ပဲပြောတယ်ငါမျက်စိကငါနာငါနှာခေါင်းငါလျှာငါကိုငါမြင်တာလို့ဆိုပြီးတော့မျက်စိကိုငါမြင်တာလို့ပြောလို့ရှိရင်မျက်စိကိုငါလို့ပြောတာပဲငါမျက်စိလို့ဆိုလို့ရှိရင်ဟုတ်လားငါဟာလို့ပြောတာပဲအဲ့တော့တဏှာနဲ့ဒိဋ္ဌိနဲ့ချင်းကပ်ပြီးတော့ပြောဆိုပြီးတွေးထင်နေတဲ့အရာတွေဟာမျက်စိနာနာလျှာကိုယ်စိတ်လျှာကိုယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအတန်အနတ်အရသာအဲ့ဒါတွေဒီယုတ်ခန္ဓာတွေဟာတဏှာဒိဋ္ဌိတွေနဲ့ချင်းကပ်ပြီးတော့တဏှာအမြင်နဲ့မြင်တဲ့အခါမှာငါဟာလို့မြင်တယ်ဒိဋ္ဌိအမြင်နဲ့မြင်တဲ့အခါမှာငါလို့မြင်တယ်အဲ့ဒီငါဟာဆိုတဲ့ဒီအမြင်နှစ်ခုနဲ့လွှမ်းမိုးထားတာဖြစ်သောကြောင့်သူတို့ကိုဥပါဒณะခန္ဓာလို့ခေါ်တာနော်ဥပါဒณะခန္ဓာတဏှာအမြင်နဲ့ဘာကိုမြင်တာတော့မျက်စိကိုမြင်တာတဏှာအမြင်နဲ့မြင်ဘယ်လိုမြင်ငါမျက်စိလို့မြင်တယ်ဒိဋ္ဌိအမြင်နဲ့မြင်တဲ့အခါငါမြင်တယ်ဆိုတော့မျက်စိကမြင်တာကိုငါမြင်တယ်လို့ပြောလိုက်လို့ရှိရင်မျက်လုံးကိုငါလို့ပြောတာပဲငါမြင်တယ်ငါကြားတယ်ငါအနံ့ရတာရှိတယ်ငါထိတယ်လို့ဒီလိုမြင်လာတဲ့အမြင်တွေဟာဒိဋ္ဌိရဲ့အမြင်တွေပဲလို့ဒီနေရာမှာအဟံမမလို့မြတ်စွာဘုရားကသုံးလေးရှိတယ်အဟံဆိုတာဒီနေရာမှာမာနကိုပြောတာမဟုတ်ဘူးအတ္တအတ္တနိယဆိုတာလို့ငါလို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမမဆိုတာငါဟာလို့ဒီလိုအဓိပ္ပာယ်ရတယ်ငါနဲ့ငါဟာဒီနှစ်ခုနဲ့စခန်းသွားနေကြတာတော့ငါလို့ပြင်လို့ရှိရင်ငါမဟုတ်ဘဲနဲ့ငါလို့မြင်သည့်အတွက်ကြောင့်မှားတဲ့အမြင်လို့ဒီလိုဆိုလိုတယ်နေသောဟမတ္တမိဆိုတာကြတော့မာနလို့ဒီလိုဆိုတာဒါကငါလို့တင်ပြောတာမဟုတ်ဘူးငါဖြစ်တယ်လို့ဆိုတဲ့အရည်ချင်းထိအောင်မြင်တဲ့အခါကျတော့မာနပေါ့သို့တော့ငါလို့တင်မြင်တာကဒိဋ္ဌိငါဟာလို့မြင်တာကတဏှာလို့ဒီလိုဆိုလို့လေအဲ့ဒါကြောင့်မို့လို့ငါဟာနဲ့ဆွဲလန်းเสียကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီမျက်စိနာနာလျှာကိုအစင်းအတန်အနတ်အရသာအထိအတွေ့ဆိုတဲ့ဒါတွေပဲဖြစ်တယ်အဲ့ဒါတွေဟာဥပါဒံဆိုတဲ့တဏှာဒိဋ္ဌိတို့ရဲ့အာယုံဖြစ်လို့တဏှာဒိဋ္ဌိတို့နဲ့ဆွဲလန်းရလို့သူတို့ကိုဥပါဒณะခန္ဓာလို့ခေါ်တယ်ရုပ်ဖြစ်သောကြောင့်ရူပုပါဒာณะခန္ဓာရုပ်ဆိုတဲ့ဥပါဒณะခန္ဓာလို့ပြောတာနော်ထို့တူပဲဝေဒနာဒါကြတော့နံတရားငါခံစားတယ်ငါပြောတယ်ငါပြောတယ်ပြောတာဘာလို့လဲငါငါရဲ့စိတ်ငါရဲ့ပျော်ရွှင်မှုငါရဲ့စိတ်ညစ်မှုနဲ့ဒီလိုပြောတာဝေဒနာအဲ့ဒီဝေဒနာဆိုတဲ့သဘောကိုလည်းပဲလူတွေဟာငါလို့တွေးတယ်ငါဟာလို့တွေးတယ်တင်ညာဆိုတာမှတ်သားတာမှတ်သားမှုကိုလည်းပဲငါရဲ့အမှတ်တင်ညာငါမှတ်သားထားတယ်နဲ့ပြောတဲ့အခါမှာတဏှာဒိဋ္ဌိနဲ့တဏှာတင်ညာကိုချင်းကပ်တဲ့သဘောပဲမြင်တဲ့သဘောပဲသင်္ခါရဆိုတာတွေးတာကြံတာလိုချင်တာမမောတာစိတ်ဆိုးတာအမျိုးမျိုးကြံတဲ့စိတ်ထဲမှာဖြစ်ပေါ်တဲ့သဘောတရားတွေအလုံးကိုခြုံပြီးတော့သင်္ခါရခန္ဓာဝိညာဏဆိုတာအသိစိတ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့လူတွေဟာခန္ဓာ၅ပါးကိုငါလို့မြင်တယ်ငါဟာလို့လည်းမြင်တယ်လို့ဒါကြောင့်မို့အဲ့ဒီခန္ဓာ၅ပါးကိုဥပါဒณะခန္ဓာတဏှာဒိဋ္ဌိနဲ့
ချင်းကပ်ပြီးတဏှာဒိဋ္ဌိတဏှာအမြင်ဒိဋ္ဌိအမြင်နဲ့ရှုမြင်နေတဲ့အရာတွေလို့ဆိုလိုတယ်အဲ့ဒီဥပါဒณะခန္ဓာ၅ပါးကိုဘယ်လိုရှုရမမြဲတဲ့သဘောကိုမြင်အောင်ရှုရမယ်လို့ရှင်သာရိပုတ္တရာမထေရမြတ်ကသီလရှိတဲ့ပုဂ္ဂိုလ်ဟာဟောဒီဥပါဒณะခန္ဓာကိုရုပ်ခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်ဝေဒနာကိုလည်းမမြဲဘူးလို့ရှုရမယ်တင်ညာကိုလည်းမမြဲဘူးလို့ရှုရမယ်သင်္ခါရခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်ဝိညာဉ်ရဲ့ခန္ဓာကိုလည်းမမြဲဘူးလို့ရှုရမယ်အဲ့တော့မမြဲဘူးဆိုတဲ့သဘောကဘယ်လိုလဲဆိုရင်သူကမမြဲတာရဲ့သဘောကအဓိပ္ပာယ်ကဘာတော့ဆိုရင်အစရှိတယ်အဆုံးရှိတယ်ဒါကိုမမြဲတာလို့ပြောတယ်စလာတာရှိတယ်အဆုံးသတ်သွားတာရှိတယ်ကြည့်ပါလားခံစားမှုလေးကြည့်လေပျော်တယ်ဆိုလို့ရှိရင်ပျော်ခြင်းရဲ့အစအလေးမရှိဘူးလားရှိတယ်အဲ့ဒီပျော်ရွှင်မှုပြီးဆုံးသွားတာရောမရှိဘူးလားရှိတယ်စတင်တာရှိတယ်ပြီးဆုံးသွားတာရှိတယ်ဒါကြောင့်မလို့မမြဲဘူးဖြစ်လာပြီးတဲ့နောက်ပျက်စီးသွားတယ်လို့ဒီလိုတစ်ခုစီတစ်ခုစီဘယ်အရာမှမမြဲပါလားလို့ဆိုတာကိုဒီဥပါဒณะခန္ဓာတွေငါဟာလို့မတွေးပဲနဲ့ဖြစ်လာတာလဲတွေးလိုက်ရတယ်ပြတ်သွားတာလဲတွေးလိုက်ရတယ်ဆိုတဲ့ဒီမမြဲတဲ့သဘောကိုဆင်ញင်စဉ်းစားကြည့်ပါတဲ့နောက်တစ်ခုဆင်ញင်စဉ်းစားကြည့်ရမှာကဘာလဲလို့ဆိုရင်အဲ့ဒီဥပါဒณะခန္ဓာ၅ပါးဟာကြည့်မယ်ဆိုလို့ရှိရင်ဖြစ်မှုနဲ့ပြတ်မှုဒီနှစ်ခုကအမြဲတမ်းဒုက္ခပေးနေတယ်နှောက်ယှက်နေတယ်ဘလို့မှမတတ်နိုင်ဘူးဖြစ်လာတယ်မဖြစ်အောင်လဲတားဆီးလို့မရဘူးဖြစ်ပြီးရင်လည်းရှိကြသွားမတည်ဘူးပျက်စီးသွားအဲ့တော့တီးနေအောင်လဲလုံးလို့မရဘူးဖြစ်မှုပြတ်မှုဒီနှစ်ခုကအမြဲတမ်းနှောက်ယှက်ပေးနေသောကြောင့်ဒုက္ခဒီလိုဒုက္ခလို့လဲရှုမြင်ရမယ်တဲ့နောက်တစ်ခုကြတော့ဘာတော့ဆိုအခုဒုက္ခဆိုတာကိုပဲအခြားတနည်းနဲ့မြင်တာဒုက္ခလက္ခဏာကိုမြင်တာဒုက္ခလို့မြင်မှဒုက္ခလို့မြင်တာမဟုတ်ဘူးဒုက္ခလက္ခဏာကိုမြင်တာမဟုတ်ဘူးတခြားနည်းနဲ့လည်းမြင်တာရှိတယ်ဘယ်လိုမြင်လဲလို့ဆိုရင်နော်ယောဂါလို့ခန္ဓာ၅ပါးကိုယောဂါလို့လည်းဒီလိုမြင်လာတယ်ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ခန္ဓာ၅ပါးစဉ်းစားကြည့်လေအလုံးဟာကြာကြာကြီးထိုင်လိုက်တဲ့အခါကျတော့လူတွေဟာညောင်းလာတယ်မျက်လုံးကလည်းကြာကြာကြည့်နေညောင်းတာပဲပါးစပ်ကလည်းကြာကြာဝါးရင်ညောင်းတာပဲလေဘယ်အရာပဲဖြစ်ဖြစ်အဲ့တော့အကြောင်းတရားတွေနဲ့မျှတအောင်လုပ်ပေးနေရတာကိုကယောဂနော်ဘယ်အရာမှဒီအကြာရှည်ကြီးထားလို့မရဘူးကြာရှည်ကြီးမထားလို့မရဘူးနာကျင်လာတယ်နှိမ့်ဆက်လာတယ်အိတ်နေရင်လည်းအိတ်လို့မရဘူးအဲ့ဒါလို့ပစ္စယယာပနိယတော်အကြောင်းတရားတွေနဲ့မျှတအောင်လုပ်ပေးနေရလို့ယောဂဆိုတာဆေးတောက်ပေးနေရတယ်ခေါင်းကိုက်လို့ရှိရင်ခေါင်းကိုက်ပြောက်ဆေးတောက်ဘိုင်းနာပြောက်ဆေးဆိုတာလို့ဒီဆေးနဲ့မှကုသပေးနေရတယ်လို့ခန္ဓာကိုယ်ကြီးလည်းပဲအပြောင်းလဲလုပ်ပြီးတော့ကုသပေးနေရတာဖြစ်သောကြောင့်အားလုံးဟာယောဂကြီးပဲလို့ဒီလိုရှုလို့လေရတယ်တဲ့နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်ယောဂဟာဘယ်မှာဖြစ်မေးကြည့်လိုက်မယ်ဆိုရင်လူတိုင်းမှာယောဂရပြီဆိုရင်ဘယ်မှာရမျက်စိမှာရမယ်နားမှာရမယ်နှာခေါင်းမှာရမယ်လျှာမှာရမယ်ခန္ဓာကိုယ်မှာရမယ်အဲ့တော့ဒီယောဂဆိုတာလေရှုပ်တရားတွေပေါ်မှာဖြစ်တာလေအသေးမှာယောဂဖြစ်တယ်ဥမှာယောဂဖြစ်တယ်ကြောက်ကပ်မှာယောဂဖြစ်တယ်အစာအိမ်မှာယောဂဖြစ်တယ်ဟောတာယုတ်တရားကြီးတွေဟာအလုံးဟာယောဂပဲယောဂမဖြစ်တဲ့နေရာဆိုတာမရှိဘူးနော်ဒါကြောင့်မို့လို့ယောဂလို့လည်းရှုနိုင်ရမယ်ယောဂလို့ရှုတာဟာဒုက္ခလို့ရှုတာ ਨੇ တူတူပဲဒါရှုမြင်သုံးသပ်မှုလေးကိုပြောတာဒါအဖြစ်ကိုယ်ခန္ဓာကိုယ်ကြီးကိုယောဂလို့ရှုတာဘာအကျိုးရှိတုံးဆိုရှိတာပေါ့အကယ်၍ယောဂလို့မရှိဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးပေါ်မှာတဒန်းတဒတဆွဲမက်မက်နဲ့သူ့ကိုပဲသူ့အတွက်ပဲအချိန်ကြီးကုန်ပြီးတော့နေကြမှာပဲသူ့ပေါ်မှာတွေ့တာသူ့ပေါ်တွေ့တာကကိုယ်ခန္ဓာကိုတွေ့တာယုံမြ
အားမရဘူးသူများခန္ဓာကိုပါသွားပြီးတော့တွေ့တာပြန်တယ်ပေါ့အားလုံးဟာဘု து ခန္ဓာပဲဖြစ်ဖြစ်ယောဂါကြီးပဲယောဂါကိုတွေ့တာနေတာပဲလို့ဒီအတိတရားလေးရလာလို့ရှိရင်အ ਨੇ ဆုံးတော့တွေ့တာမှုလေးကိုလျှော့ချနိုင်သွားတယ်တွေ့တာမှုလျှော့ချသွားတာနဲ့တပြိုင်နက်ဆင့်ငယ်ဖြစ်လာမဲ့လောဘတွေကိုထိန်းနိုင်သွားတယ်ဒေါသတွေကိုထိန်းနိုင်သွားတယ်ဟောအကုသိုလ်တွေနှိမ်ပြီးသားဖြစ်သွားတယ်လောဘကိုတတ်အမှန်မသိလို့ဖြစ်နေတဲ့မောဟကိုလည်းပဲဖယ်ရှားပြီးသားဖြစ်သွားတယ်ဒီလိုဆွလို့တာနော်သူ့ဘာသူအိတ်နေလို့လောဘမဖြစ်တာဒါတတ်လို့မဖြစ်တာမဟုတ်ဘူးအခုလို့ရှုမြင်သုံးသပ်လိုက်လို့မဖြစ်တဲ့လောဘဟာဒါကိုယ်ကပယ်တတ်တာလို့ခေါ်တယ်ဖြစ်ရမယ့်ဟာမဖြစ်အောင်လုပ်လိုက်တဲ့သဘောအဲ့ဒါဟာတရားသဘောနဲ့လုပ်တဲ့အသိဉာဏ်နဲ့ဖယ်ရှားတာလို့ခေါ်တယ်ပေါ့ယောဂါလို့ရှုမြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုတွေရောကျသွားတယ်ကိုယ်ပေါ်လဲမတွေ့တာတော့ဘူးသူများပေါ်လဲတွေ့တာမှုတွေရောကျသွားတယ်အဲ့ဒါဟာလောဘကိုလျှော့ချခြင်းရောကျအောင်လှုပ်ခြင်းပဲဖြစ်တယ်ပေါ့ဒီလိုဆိုလို့လားနော်အဲ့ဒီရောသွားတဲ့ဆိုတာကောကနဲတဲ့အကျိုးကျေးဇူးမဟုတ်ပါဘူးလို့ဒီလိုပြောတာဟောနောက်တစ်ခုကဘယ်လိုရှုမြင်နိုင်သေးတုံးဆိုဒုက္ခကိုရှုမြင်တဲ့အခါမှာကန္ဓဆိုတာလူတွေမှာအနာကြီးတွေပေါက်တတ်တယ်အဲ့ဒီအနာကြီးတွေဟာရောင်ဖုလာပြီးတော့အထဲထဲကပြည်တွေနဲ့တဆိုးဆိုးနဲ့အမတမဆိုးွားတယ်ပေါ့အမတမနာတယ်ခန္ဓာကိုယ်ကြီးဟာလည်းပဲအဲ့ဒီလိုစဉ်းကျင်စဉ်းစားကြည့်လိုက်ကိုယ်တစ်ကိုယ်လုံးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်မျက်လုံးကမျက်ခြေထွက်တယ်နားကနှာဖာကြီးတွေထွက်တယ်နှာခေါင်းကနှာခြေထွက်တယ်ဟောနော်လူတွေကဒီရှင်စရာပြောလို့ရှိရင်ရှင်စရာကိုတောင်မှမယွန်ရအောင်မျက်ခြေကိုမျက်ဝတ်လို့ခေါ်လိုက်သေးတာနော်မျက်ဝတ်လို့ခေါ်လိုက်သေးတာနာမည်ကောင်းကောင်းလေးပေးလိုက်ခြင်းသေးတယ်နော်အဲ့တော့ခန္ဓာကိုယ်ကထွက်တဲ့အရာကိုယ်ပေါက်တော်ကထွက်သမျှလူခန္ဓာကိုယ်ကြီးထဲမှာရှိသမျှထွက်တဲ့ဟာများဘယ်အရာမွေးလို့ဘယ်နေရာမှာသိမ့်ထားစရာများရှိလို့လဲမရှိဘူးမျက်စိကထွက်တာနားကထွက်တာနှာခေါင်းကထွက်တာပါးစပ်ကထွက်တာဘယ်အရာပဲဖြစ်ဖြစ်မကောင်းတဲ့အနတ်နေနဲ့ကြီးပဲအဲ့ဒါကြောင့်မလို့လူခန္ဓာကိုယ်တဏှာရာမှာပေါက်တဲ့အိုင်းအမာကြီးအနာကြီးကနေပြီးထွက်လာတဲ့အရာတစ်ခုဟာဘယ်အရာမှကောင်းတာမရှိတယ်လို့ခန္ဓာကိုယ်ကြီးဟာလည်းအနာကြီးလို့ပဲလို့ဒီလိုရှုမြင်နိုင်ပြီဆိုရင်ဒါခန္ဓာတော်အိုင်းအမာအနေနဲ့ရှုတယ်လို့ဒီလိုပြောတာဒါလည်းပဲတွေ့တာမှုကိုလျှော့ချနိုင်တယ်ပေါ့ဟောနောက်တစ်ခုရှုနိုင်တာကခန္ဓာကိုယ်ကြီးရထားတာကိုကခန္ဓာကိုယ်ကြီးထဲမှာဒီခန္ဓာကိုယ်ကြီးဟာလူတွေကိုအမြဲတမ်းနှိပ်စက်တယ်ကြည့်လေသွားရှိတဲ့လူသွားကြိုက်တယ်နားရှိတော့နားကြိုက်တယ်မျက်လုံးနားတယ်ဘိုက်ကအောင့်နေနဲ့ဆိုပြီးတော့အမြဲတမ်းဒုက္ခပေးနေတယ်ဘာနဲ့ဥပမာတူတုံးဆိုရင်ခြေထောက်မှာစူးကလေးစူးနေလို့ရှိရင်မြက်တက်နဲ့ခံရခက်နေတယ်လို့ပေါ့လူခန္ဓာကိုယ်ကြီးလည်းပဲသွားလည်းခံရခက်တာပဲနားကလည်းခံရခက်တာပဲကြိုက်ပြီဆိုလို့ရှိရင်အတ္တမခံရခက်တယ်အဲ့ဒါကြောင့်မို့လို့ဒီခန္ဓာကိုယ်ကြီးဟာမြားညောက်စူးနေတယ်လို့ခံရခက်တဲ့အရာတွေကြီးပါလားလို့ဒီလိုလဲရှုလို့ရတယ်တဲ့ဒါဒုက္ခလို့ရှုတာပဲဒုက္ခသဘောကိုရှုတဲ့ရှုနည်းခါနော်ဟောနောက်တစ်ခုကအဃတော်အဃဆိုတာဆင်းရဲအနေနဲ့ဘာလို့လဲဆိုရင်လောကမှာဒုက္ခတွေအားလုံးဟာဟောဒီယုတ်ခန္ဓာကိုယ်ကြီးရှိနေလို့ဒုက္ခဖြစ်နေတယ်ဟောဒုက္ခဖြစ်နေတာအလုံးဒုက္ခတွေအကုသိုလ်တွေဖြစ်သမျှလဲသူ့ကိုမှီပြီးတော့ဖြစ်နေတာမျက်စိကိုမှီပြီးအကုသိုလ်တွေဖြစ်တယ်နားကိုမှီပြုပြီးတော့အကုသိုလ်တွေဖြစ်တယ်ဒါကြောင့်မို့လို့အဗ္ဗဓမ္မဒုက္ခပေးတဲ့အရာအဃမကောင်းမှုအကုသိုလ်သို့မဟုတ်ဆင်းရဲဒုက္ခကြီးပဲလို့ဒီလိုလဲရှုလို့ရတယ်တဲ့ဟောနောက်တစ်ခုရှုလို့ရတဲ့အနေအထားတစ်ခုကဘာတော့ဆိုရင်အာဘာဒတော်တဲ့နှိမ့်ဆက်တယ်ခန္ဓာကိုယ်ကြီးကဘုန်းကြီးတို့တွေကကိုယ့်ကိုမနှိမ့်ဆက်ဘူးလို့ထင်နေတာနှိမ့်ဆက်နေတာနော်သူက
ကိုသွားချင်တာသွားလို့မရဘူးကိုလှုပ်ချင်တာလှုပ်လို့မရခန္ဓာကိုယ်ကြီးကနှိမ့်ဆက်နေတယ်ကိုယ်အမြဲတမ်းကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လို့မရဘူးသူ့သဘောနောက်လိုက်နေကြဘယ်သူပဲဖြစ်ဖြစ်ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမာမာကြီးနေကြကြတာပဲသို့တော့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာချမ်းချမ်းမာမာပျော်ပျော်ရွှင်ရွှင်နေလို့မှမရတာနေမရတော့ဒါသူကနှိမ့်ဆက်နေတယ်လို့ဒီလိုဆိုတာနော်နာကျင်နှိမ့်ဆက်မှုရဲ့အကြောင်းဖြစ်သောကြောင့်အာဘာဒဒါကြောင့်မို့နတ္တလက္ခဏာတုတ်မှာမြတ်စွာဘုရားဟောတာအာဘာရာယတံဝတ္တတိမြဲနှိမ့်ဆက်နေတာဒီယုတ်ကနှိမ့်ဆက်တယ်ဝေဒနာနှိမ့်ဆက်တယ်သင်ညာသင်္ခါရဝိညာဉ်အလုံးခန္ဓာ၅ပါးလုံးဟာနှိမ့်ဆက်ဒါတွေကဒုက္ခလက္ခဏာရဲ့ဆင့်ပွားရှုနိုင်တဲ့အရာဒီလိုမြင်လို့ရှိရင်ဒုက္ခလက္ခဏာကိုမြင်တယ်လို့ဟောဒုက္ခမြင်တာတူတူပဲအနိစ္စဒုက္ခနော်အဲ့ဒါမြင်အနိစ္စဒုက္ခမြင်ဟောနောက်တစ်ခါအနိစ္စမြင်မုံတစ်ခုကဘာလို့ဆိုခန္ဓာကိုယ်ကြီးမှာကြည့်ဘာတွေလာတော့တဖြည်းဖြည်းအိုးလာတယ်လေမျက်စိကလည်းတဖြည်းဖြည်းမှုံးလာတယ်နားကလည်းလေးလာတတ်တယ်နော်ဘယ်ရာမှလန်းဆန်းပြီးတော့ဘယ်ရာမှတစ်လွင်လာတယ်လို့မရှိဘူးတဖြည်းဖြည်းရော့ကျဟောင်းနွမ်းပျက်စီးလာတာပဲဖြစ်တယ်ဒါကြောင့်မို့ပလောကတဲ့ပျက်စီးတတ်တယ်ကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့ခြေသေးလက်သေးလေးတွေကလည်းပျက်စီးလာတယ်တွန့်လာတယ်အရည်တွေကလည်းတွန့်လာတယ်ခေါင်းပေါ်ကသပင်လေးတွေကလည်းဖြူလာတယ်တွန့်လာတယ်နော်အရည်တွေကလည်းတွန့်လာတယ်အလုံးဟာအကုန်လုံးပျက်စီးလာတဲ့သဘောတွေအဲ့ဒါပါလောကလို့ခေါ်တယ်ဒါအနိစ္စကိုရှုမြင်တာပဲပေါ့အနိစ္စကိုရှုမြင်ဟောနောက်အနတ္တနဲ့ပတ်သက်လို့ကတော့နှစ်ခုရှင်သာရိပုတ္တရာရှင်းပြတယ်ဟောအနတ္တဆိုတာကိုယ်ကိုယ်တိုင်ဒီယုတ်တရားတွေဟာသူတို့လည်းသူတို့ကိုယ်တိုင်သူတို့မပိုင်ဘူးသူ့ကိုပိုင်တဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဘာဖြစ်လို့လဲအကြောင်းတရားပေါ်မှာမှီပြီးတော့ဖြစ်နေကြတာအကြောင်းတရားပြည့်ရင်ပြည့်ဖဲသူလဲဟောဆိုပါစို့မျက်စိလေးကဘယ်ကိုမှီတီးနေတော့ဆိုကံကိုမှီတီးနေရတယ်အဲ့ဒီကံမှီတယ်ဆိုတာလေကံကလည်းသူ့ဟာသူရပ်တည်နိုင်တာမဟုတ်ဘူးဥဒုတို့အာဟာရတို့နော်စိတ်တို့ဆိုတာတွေနဲ့ပေါင်းစပ်ပြီးတော့ဒါလေးကဖြစ်ပြီးတော့နေရတာတခုပြတ်တာနဲ့အကုန်လုံးပြိုကျသွားဆိုပါစို့အခုတရားဟောစဉ်စတိတ်ခုံလောက်ထားတယ်ဟော तू ကဘေးကတောက်တင်ရှိလို့ဒီတိုင်းနေလို့ရတာလေအောက်ကမြေကြီးရှိလို့ဒီတိုင်းထားလို့ရတာအပြန်အလှန်အထောက်အကူဖြစ်တာလို့တခုကပြိုလဲသွားရင်အလုံးပြိုလဲသွားမှာပဲပေါ့အဲ့ဒါလိုပဲကိုယ့်ကိုပိုင်ဆိုင်တာဆိုတာတခုမှမရှိဘူးတခုပြက်လို့ရှိရင်အလုံးဟာပြက်သွားတယ်ဒါကြောင့်မို့မပြက်အောင်ဘာမှလုပ်လို့မရသည့်အတွက်ကြောင့်ပိုင်ရှင်မရှိသည့်အတွက်ကြောင့်အနတ္တလို့ဒီလိုဆိုတာနော်အနတ္တလို့ဆိုတော့ပိုင်ရှင်မရှိဘူးဆိုရင်ပိုင်ရှင်မရှိတဲ့နေရာအိတ်တဲ့အိမ်ဟာပိုင်ရှင်မရှိဘူးတကားပိတ်ထားတဲ့အိမ်ဆိုရင်တုံညခေဟာ emptiness empty house ဘာမှမရှိတဲ့အိမ်လို့ဒီလိုပြောအဲ့ဒါလိုပဲဒီခန္ဓာ၅ပါးဟာတေချာကြည့်ငါဆိုတာလဲတကယ်ရှာလို့မရှိဘူးငါဟာဆိုတာလဲတကယ်ရှာလို့မရှိဘူးတဘာဝတရားတွေဟာဆိုင်ရာအကြောင်းတရားတွေကိုမိတီးပြီးတော့ဖြစ်နေတာဖြစ်သောကြောင့်တုံညတဲ့ empty ဘာမှမရှိဘူးလို့ဒီလိုပြောတာတုံညနဲ့အနတ္တတုံညလို့မြင်လို့ရှိရင်လေအနတ္တလက္ခဏာကိုမြင်ရရောက်တယ်ပေါ့ဒါကြောင့်မို့ရှင်သာရိပုတ္တရာမထေရကကြည့်17မျိုးရှုခင်ဝိပဿနာရှုပွားဖို့ခန္ဓာ၅ပါးကို17မျိုးပေးထားတယ်အဲ့ဒီ17မျိုးကခုတစ်ခုစီရှင်းပြခဲ့တဲ့စားတဲ့ဒုက္ခတဲ့ဟောဒါတစ်ခုစီရှုဖို့ရတဲ့ရှင်သာရိပုတ္တရာမထေရကရှင်ကုဋ္ဌိကကိုဖြေတဲ့အခါမှာပြောထားသီလရှိတဲ့ကိုတော်ဟာခန္ဓာ၅ပါးကိုအနိစ္စလို့ရှုရမယ်ဒုက္ခအနေနဲ့မြင်ရမယ်နှလုံးသွင်းရမယ်ယောဂအနေနဲ့နှလုံးသွင်းရမယ်အိုင်းအမာအနေနဲ့နှလုံးသွင်းရမယ်မြားညောင်းအနေနဲ့နှလုံးသွင်းရမယ်ဆင်းရဲဒုက္ခအနေနဲ့နှလုံးသွင်းရမယ်အာဘာဒနှိပ်စက်တတ်တဲ့ယောဂအနေနဲ့နှလုံးသွင်းရမယ်နောက်တစ်ခုကပရဒါမဟုတ်ဘူးတစိမ့်ကိုယ်ဟာကိုယ်ဟာလို့ထင်နေတာသူကတစိမ့်တင်ရမယ်ပရတစိမ့်တင်ဟန်လို့ရှုမြင်ရမယ်ပါလောကပျက်စီးနေတဲ့အရာလို့ရှုမြင်ရမယ်တုံည
ဘာမှမရှိတဲ့အရာလို့ရှုမြင်ရမယ်ငါဟာဆိုတာမရှိဘူးဆိုတာရှုမြင်ရမယ်အနတ္တနော်ကိုယ်ပိုင်ကိုယ်အလိုချဖြစ်တဲ့အရာတခုမှမရှိဘူးလို့ဒီလိုရှုမြင်ပါလို့သီလရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘောဓုတရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေခန္ဓာ၅ပါးကိုအဲ့ဒီ17မျိုးတည်းကတစ်ခုခုနဲ့ရှုပါလို့ဒီလိုနှလုံးသွင်းနေတယ်လို့အဲ့ဒီလိုနှလုံးသွင်းတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဟာဘာဖြစ်လဲသောတပတ္တိမက်ကိုရနိုင်တယ်သောတပန်ဖြစ်နိုင်တယ်ဆိုတော့ထပ်မေးတယ်အရှင်ဘုရားသောတပန်ကရောဘာနှလုံးသွင်းရသောတပန်ဖြစ်ရင်လေဒီဥပါဒณะခန္ဓာ၅ပါးကိုအနိစ္စဒုက္ခဒီ17မျိုးနဲ့ပဲရှုတယ်ဒီ17မျိုးနဲ့ရှုလို့ရှိရင်ဘာဖြစ်တဂရကံဖြစ်လာမယ်အရှင်ဘုရားတဂရကံဖြစ်တဲ့ကိုယ်တော်ရောဘယ်ဟာကိုရှုရမလဲဒါပဲရှုတဲ့ဒီ17ခုပဲရှုရင်တဂရကံนี่အနာဂံအဆင့်ရောက်သွားနိုင်တယ်ဒါဖြစ်ဗျာတဲ့အနာဂံဖြစ်ရင်ရောဘာလို့အောင်အနာဂံဖြစ်ရင်လည်းဒါပဲရှုတယ်ဆက်ကြည့်ဒါကြောင့်မို့လို့လူတိုင်းရှုပွားဝိပဿနာတရားနော်ငါသောတပန်ဖြစ်သွားပြီဆိုရှုเสียမလို့မဟုတ်ရှုအောင်ရှုမှတဂရကံဖြစ်မယ်တဂရကံလည်းရှုမှအနာဂံဖြစ်မယ်အနာဂံလည်းရှုမှယဟန္တာဖြစ်မယ်ဒါဖြင့်ယဟန္တာကြတော့ဘာလို့အောင်ယဟန္တာလည်းဒါပဲရှုတဲ့ရှုရမယ်တဲ့ယဟန္တာလည်းဆိုတော့ရှင်မဂုဋ္ဌိကမေးတယ်အရှင်ဘုရားတဲ့ယဟန္တာဟာသူ့မှာလှုပ်เสียကိစ္စမရှိတော့ဘူးမဟုတ်လားတဲ့အကုန်လုံးတရားဓုတရားမြတ်သူရပြီးသားမဟုတ်လားတဲ့ဘာဖြစ်လို့ရှုဖို့လိုတာတော့လို့ဆိုတော့ဒါတွေရှုမှသူ့လက်ရှိဘဝမှာချမ်းသာပြီးတော့တတိတံပဇင်ညတွေနဲ့ပြည့်ပြည့်စုံစုံဖြစ်နေမှာတဲ့ဒါတွေမရှုဘူးဆိုလို့ရှိရင်ဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းသာစွာနေရခြင်းဆိုတာသူ့မှာမရဘူးတံပဇင်ညဆိုတဲ့အတိတရားတွေနဲ့နေတာထိုင်တာမရဘူးတဲ့ဒါကြောင့်မို့ယဟန္တာဖြစ်တယ်ဒါပဲရှုပါရှုနေတဲ့အခိုက်မှာဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေပြီးတော့တတိတံပဇင်ညနဲ့နေရာရောက်တယ်တဲ့တို့မို့ဆိုရင်ယဟန္တာဟာတတိတံပဇင်ညမရှိရရောက်နိုင်တယ်ဒါကိုပဲရှုပါလို့ရှင်သာရိပုတ္တရာမထေရမြတ်ကအဲ့ဒါလိုဖြေရှင်ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ရှင်မဂုဋ္ဌိကအရှင်မြတ်ကလည်းယဟန္တာပဲရှင်သာရိပုတ္တရာမထေရမြတ်ကလည်းယဟန္တာပဲဒီယဟန္တာကြီးနှစ်ပါးမေးမြန်းဖြေကြားခဲ့တဲ့ဒီတရားဟာဘုန်းကြီးတို့တွေအတွက်အမတန်မှတန်မိုးရှိတဲ့အနှစ်သာရတစ်ခုကိုခြံထားခဲ့ခြင်းဖြစ်ပါတယ်ယဟန္တာအရှင်မြတ်ကြီးတွေရှင်သာရိပုတ္တရာမထေရမြတ်ဖြေရှင်းဆုံးမသွားတဲ့အတိုင်းဘုန်းကြီးတို့နေ့စဉ်ဘဝမှာဘာကိုနှလုံးသွင်းရမလဲလို့ဆိုရင်အခုမိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနန္တရားသို့မဟုတ်ရူပခန္ဓာဝိရณะခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုအနိစ္စဒုက္ခစတဲ့ရှုမြင်သုံးသပ်ချက်တွေနဲ့မြင်အောင်ကြည့်မှဘုန်းကြီးတို့တွေဟာအစဉ်စဉ်အသိဉာဏ်တွေပွင့်လင်းပြီးနောက်ဆုံးနိဗ္ဗာန်ထိအောင်အကျိုးပြုမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးရှင်သာရိပုတ္တရာမထေရမြတ်ဟောကြားခဲ့သည့်အတိုင်းလူတိုင်းရှုပွားဝိပဿနာတရားကိုကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေး